ပြောတော့အိမ်မသေးဘူးဆိုအဲ့ဘူးကဘာလို့မို့တော့ဟဲအမကြတော့ငါးစင်းကြိုင်ငင်နော်တဆွေလုံးတစ်မျိုးလုံးပို့လာဟဲ့လားဘုံကြောင်းရလေကြည့်လိုက်တာကျောင်းခရင်ခင်းမှာပဲဒီဘုံကြောင်းရောက်ဘူးတော့အမလီမောလိုက်တာအမရဲ့တကြောင်လုံးဖက်ဖက်ကိုမောနေရောကိုကျောင်းခရင်ဆိုတော့ကိုပဲလိုက်လို့ရမှာမလားဟိုမလီအုံတို့ခောက်ဆွဲမလောက်တော့လို့အဲ့ဒါအသေးအတန်စီစဉ်ပေးနေရတာအမအုံတို့ခောက်ဆွဲဖားတယ်မဟုတ်ဖက်မရှိတော့လားဟုတ်ဘူးမဟုတ်ဘက်ကလောက်တယ်မဟုတ်ဘက်တည်းအများကြီးကျန်တာဟင်းရည်တွေမလောက်တော့တာအမလေးဟင်းရည်မလောက်တာများအမရဲ့ဘာကတ်တာမလို့တော့ရေနူးလေးနည်းနည်းဖြောပြီးတော့လေစားတို့အချုံမုတ်တို့အသားမုတ်တို့နည်းနည်းထည့်ပြီးမျောဖြောလိုက်လို့ရှိရင်လေအရသာထွက်ပြီးသားသူတို့ဘာသိမှာတော့ချိုးတယ်ချင်းတယ်ခါတယ်ငန်းတယ်သူတို့ရွယ်တယ်မသိမှာမဟုတ်ဘူးအဲ့လိုပဲရောပြီးကျွေးလိုက်အော်အေးဟုတ်သားပဲရေရောပြီးလိုက်ပြီးနေပဲဟုတ်တယ်မလားဒီသမောင်မှာကျမပြောပါမယ်ကျမတို့ဖုံးကြီးပွဲတွေလေအကြတွေလေအဲ့ဒီငဖဲတို့အိုးပဲဥတို့အကျော်တို့နောက်ပြီးတော့ရှင်ကိမ်မုံတွေကြောက်ကြောတွေအသီးပန်းတွေကျမလိုက်ရှာတာမူးနေပြီတခုမှမတွေ့တော့အခုပဲရောက်သွားတော့အဲ့ဒါအဲ့ဒီဖုန်းကြီးပွဲကြတွေကိုလေမဆန်းဆန်းဝေသိမ်းသွားတာမဆန်းဆန်းဝေသိမ်းသွားတာကြောင်းကြီးကသူ့ကိုသိမ်းခိုင်းနေမှာပေါ့ကုံသိမ်းသွားတာကျမတို့တော့ဘာမှမစားလိုက်ရဘူးဟဲအမလီအဲ့ဒီမဆန်းဆန်းဝေကအဲ့လိုပဲဟိုတနေ့ကကျမပြောပြမှာကျမကကွယ်ကျောင်းကဒီဈေးသွားဝယ်ဖို့ကိစ္စကိုဆရာမကြီးကသူနဲ့ကျမနဲ့ကိုသွားခိုင်းတာကျမကလည်းရုံးဝက်ဒီမှာကျမပစ္စည်းလေးကိုသွားလဲခြင်းလို့ရုံးဝက်ဒီလေးမူဘီနယ်ရဲ့အကြီးဆုံးဆိုင်ရုံးဝက်ဒီမှာကျမပစ္စည်းလေးကိုသွားလဲခြင်းတာသူကအလဲစီလို့အယောင်8%ဆိုအရှုံးလည်းမရှိဘူးလေအဲ့ဒါကျမအရင်ရှိတဲ့အဟောင်းလေးနဲ့အခုဒီဟာလေးကိုလဲလာတာဟိုဒါအခုခုနကမလဲထားတာမကြသေးဘူးဟိုကြုံလုံးလေးကြွားရတာအမလေးဖဲမူဘီနယ်ရဲ့အကြီးဆုံးဆိုင်ရုံးဝက်ဒီကလောက်တာကျမသိပါတယ်ဒီเจ้าမှာလို့ဒီเจ้าမှာပဲကုံအောင်စားွားပေါ့ဘာဖြစ်လို့အိမ်ကိုတည်နေကြတာလဲကျမအဲ့ဒါကိုလုံးဝကြည့်မရဘူးလေကျမလည်းဘာထူးလို့လဲကိုကဒီမှာပဲအဝစားမှာပေါ့ဘာလဲအိမ်ဖို့တွေဟိုလူဖို့ဒီလူဖို့တွေတည်စရာလားဟုတ်တယ်မလားဟုတ်ဒါနဲ့ဒါလေမူပီနယ်ရဲ့အကြီးဆုံးစိတ်ဆိုင်ရုံးဝအီရန်ကြီးလောက်လာဟိုကြုံလုံးလေးကြွားပြတယ်စမထည့်ခဲ့ရမဟုတ်ရပြီပြောတော့အိမ်မတည်ဘူးဆိုအဲ့ဘူးကဘာလို့မို့တော့ဟိုဒီရလားအိမ်မလေးအမေကမော်ဟင်းကကြိုက်တယ်ဆိုတော့အဲ့ဒါနည်းနည်းလေးပါမဖြစ်စလောက်လေးဟာစမအဲ့တော့ငါးစင်းကြိုင်းနဲ့ထဲခိုင်းတာရပြီဟဲအမကြတော့ငါးစင်းကြိုင်ငင်နော်တဆွေလုံးတစ်မျိုးလုံးပို့လာဟဲ့လားဟိုဒီငါးစင်းကြိုင်ရလေအိမ်မှာမိသားစုနည်းနည်းများလို့အဲ့ဟုတ်ဒီမှာကဲလာဆရာမဒါတော့အင်ဂျင်ဝယ်ပေးလေအေးဝယ်ပေးမယ်လေဝယ်ပေးမလို့ပဲအခုနင်တို့စောင့်လာခေါ်တာမဟုတ်လားဟုတ်လာဘယ်နဲ့အတင်းကျွတ်တော့ကျတော့ငါ့ကို9000နဲ့နိုင်နေကြတော့တယ်အခုကျတော့တစ်စောင်းနိုင်အောင်ငါလက်ဆောင်ဝယ်ပေးရအောင်အံ့အောလို့မဆုံးကဲလာနင်တို့လူအုပ်ကိုငါ promotion ရှာတဲ့ဆိုင်အောင်ပို့မှာတန်မှာပေါ့ဒီတိုင်းဝယ်ပေးငါသိသွားမှာပေါ့ငါယောက်ျားပို့တဲ့လာစားငါပတ်စံပဲငါပတ်စံလည်းငါပတ်စံပဲနော်ချွေတာရမယ်လာကဲဒီမှာ the best one နော်ဒီဆိုင်မှာငါသားတို့ကြိုက်တာတယောက်တစ်ထည်ယူပိုင်ခွင့်ရှိတယ်ဆရာမလည်းတစ်ထည်ယူမယ်နော်ဘာလို့ဆရာမ the best one ကိုရွေးရလဲဆိုတော့ဆရာမပြောပြမယ်နော်ဆရာမဘာလို့ the best one ကိုရွေးလဲပြောပြမယ်ဒီမှာ the best one မှာကတစ်ထည်ဝယ်ရင်10%နှစ်ထည်ဝယ်ရင်20%သုံးထည်ဝယ်ရင်30%ရှော့ပေးပါအဲ့တော့ငါသားတို့ကို discount နဲ့ပဲတန်တယ်ငါသားတို့ကနော်ငါသားတို့ကလူအုပ်များတော့ဆရာမလည်းမနိုင်ဘူးဆရာမယောက်ျားပတ်စံပို့တာလဲဆရာမတို့ပို့တာငါသားတို့တက်ပို့တာမဟုတ်โอเคလာလိုက်ခဲ့အဲမှာကြိုက်တဲ့အင်ကြီးဝင်ယူဆရာမဒါတာလေးယူမယ်ဆရာမဒါတာလေးယူမယ်စမထားယူမယ်မလေးဟုတ်ပါပြီကြိုက်တာယူနော်ဟောနေရောငါသား promotion ကနိုဝင်ဘာလ1ရက်နေ့ကနေ16ရက်နေ့ထိနော်ငါသားတို့ကြိုက်တာကြည့်ပါပြီးကြလို့ရှိရင်လိုချင်တာရှိရင်အိမ်ုံထပ်ပြီးပူစားဒါကဆရာမဝယ်ပေးရတယောက်ထည့်ပဲရမယ်ဆရာမဟေးငါသားဒါဆိုဆရာမရုပ်ကြံနေဆိုတိတ်လိုက်မှာပဲနော်တင်မပေါ်မှာလမ်းညမှာပဲမလေးငါသားမအမြင်မှန်ရှိသေးတယ်ဟုတ်ပါအဲ့ဒီအင်ကြီးနဲ့ဆိုလို့ရတော့လေဆရာမယောက်ျားကြွနေမှာပဲတင်မပေါ်မှာငါသားတိတဲ့အတွက်အင်ကြီးတစ်ထည့်ပို့ယူလိုက်ဟိုကောင်ကြီးကတော့သူတို့တိုင်းနဲ့သူတို့ကံမယ်ဟောနေရောဒီမှာចောင်းသူလေးတွေအတွက်လည်း the best one မှာရှိတယ်နော်ဒီမှာ
ကဲ The Best One ကအခုမော်လမြိုင်မှာလာပြီးတော့ဆိုင်ခွဲဖွင့်နေထားပြီမော်လမြိုင်မှာလာဖွင့်တာတော့ The Best One ကပထမဆုံးနယ်ကိုဆိုင်ခွဲဖွင့်တာဖြစ်ပါတယ်ရန်ကုန်မှာကတော့6ဆိုင်ရှိရဆိုမော်လမြိုင်ကတော့9ဆိုင်များပေါ့နော် The Best One မှာကအမျိုးသားအမျိုးသမီး daily wear နေပြီးတော့ပွဲတက်တွေထိဝတ်ဆင်နိုင်ပါတယ်The Best One မှာကအမျိုးသားအမျိုးသမီး outfit design မျိုးစုံကိုကိုယ်ပိုင်စက်ရုံမှာချုပ်လုပ်ပြီးတော့ရောင်းချပေးလက်ရှိတဲ့ local brand ဖြစ်ပါတယ် The Best One က category အနေနဲ့ shirt, tee, style band, cargo pant, top, skirt, dress, sweater နဲ့ jacket စတဲ့လူငယ်အကြိုက်ဒီဇိုင်းမျိုးစုံကိုလည်းထုတ်လုပ်ရောင်းချလျက်ရှိပါတယ်အဲ့တော့ The Best One ကို Grand Mall မြိုင်ဒုတိယဓာတ်မှာလာပြီးတော့ promotion အမီလာအားပေးလိုက်လို့ရပါပြီကဲဒီမှာဆီယာမတော့ဆီယာမသားသမီးတွေရယ်ဆီယာမယောက်ျားအတွက်ရယ်ဆီယာမအတွက်ရယ်အကုန်ဝယ်သွားပြီ bye bye